အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ခုဖန်းကားလေးဂျင်းမိလာတဲ့ပစ္စည်းတွေကိုပြန်အပ်ပြီးတော့ပြန်ငွေဘယ်လိုယူရမလဲဆိုတာပြပြမလို့ပါကျွန်တော်တို့ပစ္စည်းတွေဝယ်တဲ့အခါကိုယ်တိုင်ကမှားဝယ်လို့ဖြစ်ဖြစ်ရောက်လာပြီးတော့မှပစ္စည်းကသဘောမကျလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ကိုရီးယားမှာတော့ခုဖန်းကပဲအများဆုံးပစ္စည်းတွေမှာတာဆိုတော့ကျတော့တစ်ခါမို့တစ်ခါတော့အဲ့လိုဖြစ်ဘူးပဲပေါ့နော်အဲ့လိုဖြစ်တဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့ကပစ္စည်းပြန်အပ်ပြီးတော့ပြန်ငွေဘယ်လိုယူမလဲဆိုတာပြပြမလို့ပါကျွန်တော်တို့အဲ့လိုပြန်ငွေရှောက်ဖို့ဆိုလို့ရှိရင်ကိုဝယ်တဲ့ပစ္စည်းကအစတည်းဟာကျွန်တော်30ရက်အတွင်းအခမဲ့ပြန်ပြီးတော့ပြန်ငွေထုတ်ပေးရဆိုပစ္စည်းဖြစ်ဖို့လိုပါပေါ့နော်အဲ့လိုကကျတော့ကိုယ်တိုင်ကမဝယ်ခင်ကြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးရေးထားလားမရေးထားဘူးလားဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ရေးထားရပေါ့နော်နေထူယိုကြီးတလာပိုင်း20ရက်လေးတိုးချက်အဲ့အောင်မှာစမ်ရှိအီမူလီယိုဘန်ဘူး30ရက်အတွင်းကိုကျွန်တော်တို့အခမဲ့အနေနဲ့ပြန်ငွေထုတ်ပေးရပေါ့နော်โอเคကျွန်တော်ကမနေ့တုန်းကပစ္စည်းတစ်ခုဝယ်ထားတာအဲ့ဒါသွားကြည့်မယ်ပေါ့နော်လီယိုလေးကလေးနှိပ်အဲ့ဒါကျွန်တော်မနေ့ကဝယ်ထားတဲ့ပစ္စည်းပေါ့နော်မနေ့ကဝယ်ထားဒီကနေ့ရောက်လာရင်ပေါ့နော်အလောက်ကပြန်လာပြီးတော့3ရက်ချိန်မှာသုံးရတာအဆင်မပြေလို့ပေါ့နော်ဒီ2လပိုင်း20ရက်နေ့ထိသူပြန်ပြီးတော့ပြန်ငွေထုတ်လို့ရရပေါ့နော်ကျွန်တော်အဲ့ရနဲ့ဒီနေ့3ကြည့်ပြီးအဆင်မပြေရနဲ့ကျွန်တော်ပြန်ငွေရှောက်မလို့ပေါ့နော်ကျွန်တော်လိုမျိုးပဲပစ္စည်းကိုသဘောမကျလို့ပဲဖြစ်ဖြစ်ကိုကမှားဝယ်မိရပဲဖြစ်ဖြစ်ပေါ့နော်ပြန်ငွေရှောက်နေတဲ့လူတွေတက်တော့ဒီပြပြမလို့ပါပထမဆုံးကျွန်တော်ဒီ Q1 ဘန်ဖူရှင်းချောင်းနဲ့သွားမယ်ပေါ့နော်ပြီးရင်ဒါဝန်တန်းကြီးနှိပ်မယ်ပြီးရင်သူကဘာဖြစ်လို့ဘာပြည့်ချက်ဘာပြည့်နာစာရှိလို့မို့ရှောက်ချင်တာလဲဆိုပြီးမေးရပေါ့နော်ပို့တဲ့သူရဲ့အပြစ်လားပစ္စည်းရဲ့အပြစ်လားပေါ့ကျွန်တော်ကဒီကတော့အကူအဆင်ပြေရေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ sample မောင်းမိတူချီအန်တော့ရရေးလိုက်မယ်အဲ့ပဲရေးလိုက်မယ်ပြီးတောင်းတန်းကြီးနှိပ်မယ်ပေါ့နော်ဒါလို့ရှိရင်သူကအတုံးမပြူရသေးတဲ့ဟာလောက်ပဲသူကပြန်ပြီးတော့ဝါလို့ရမှာပေါ့နော်ကျွန်တော်ဟိုကဖောက်ကြည့်ပြီးတိတ်အဆင်မပြေရဖြစ်တဲ့အတွက်လဲလို့ရတယ်အဲ့ကျွန်တော်ပြန်လဲမယ်ပေါ့နော်ဒီကောင်ကကျွန်တော်တို့ဝှဲစုရေချောင်းကပဲချိန်လဲပေါ့နော်ကျွန်တော်ကမနေ့ပြန်ပဲရွေးလိုက်မယ်မနေ့ပြန်10နိုင်မတိုင်ခင်ကျွန်တော်တို့ဝှဲစုလုံးမနေရာမှာထားပေးပါပေါ့နော်ကျွန်တော်တကားရှိမှထားပေးမယ်လို့ရေးနေမယ်ဝမ်းမှာပါရှိရတဲ့အတွက်သူ9000မိုင်းနဲ့9000မဖြစ်ဘူးပေါ့နော်ဝမ်းမှာမဖြစ်တဲ့အတွက်ဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်ရှင်းချောင်းလုပ်လိုက်တော့မယ်ပေါ့နော်လောကကင်းနေမယ်အဲ့ဒါလို့ကျွန်တော်ပြန်ဆင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မနေ့ပြန်တလပိုင်း20ရက်နေ့ပေါ့နော်ဒီ PC ကိုတစ်ခါရှိထားပေးရမယ်ဒါဆိုကြသွားပြီပေါ့နော်သူတို့ပြန်ပြီးတော့စစ်ဆေးပြီးတော့ဒီ PC ယူသွားပြီလို့ဆိုရင်ပြန်ငွေပို့ပေးရပေါ့နော်ပြန်ငွေတော့စောင့်ရပါတယ်ဒါတော့ပြန်ပြီးတော့တစ်ချက်ချစ်ကြည့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဝယ်စုကျွန်တော်တို့ပြန်ပြီးတော့ပို့တာအဆင်ပြေသွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပို့တာရောက်သွားပြီပြီးလို့ဆိုရင်ကျွန်တော်တို့ဘဏ်ထဲပတ်စံပြန်ဝင်လာမယ်ပေါ့နော်အချက်လက်တည်းဟုတ်ကဲ့ပါကျွန်တော်တို့ခုဖန်းကားလေးပြီးတော့ပစ္စည်းမဝယ်ဖြစ်ဖြစ်ကိုသဘောမကျတဲ့ပစ္စည်းရောက်လာဖြစ်ဖြစ်အဆင်ပြေရှိလို့ဆိုရင်အာမနာပဲနဲ့ဟိုပြန်ငွေရှောက်တာဖြစ်ဖြစ်တခြားပစ္စည်းပြောင်းမှုရဖြစ်ဖြစ်လုပ်လို့ရပါတယ်အားလုံးဆင်ပြေကြပါစေ